ဘန်တူလန့်ပေါင်းစပြင်မဲ့မေတွေဘီဂန်နာဆက်လေးကိုရှင်းပြပေးပါမယ်ဒါလေးကတော့ seaweed punch လေးတွေပေါ့နော် seaweed punch လေးတွေကတော့အမျိုးအစားတွေအများကြီးရှိပါတယ်ပုံစံမျိုးစုံလေးရှိပါတယ်ဒါကတော့အသုံးတည့်တဲ့ punch လေး၄မျိုးကိုပြပေးထားတာပါဒီ၄မျိုးတဲမှာတစ်မျိုးမျိုးရှိရင်လည်းရပါတယ်လိုအပ်လို့အကုန်လုံးဝယ်ထားခြင်းလည်းအဆင်ပြေပါတယ်ဒီ၄မျိုးမှာဒီအပေါ်ကအကြီး၃မျိုးလေးကတော့ဂျပန်မိတ်ပေါ့နော်ဒီအသေးလေးကတော့ China မိတ်လေးပါဒီ၄မျိုးရှိပါတယ်ဒီမှာဒီ punch လေးကတော့အသုံးတဲဆုံး punch လေးပေါ့နော်ဒါလေးတစ်ခုရှင်ရပါတယ်ဒီဂျပန်မိတ်လေးနဲ့ China မိတ်လေးကဒီဇိုင်းတူတယ်ပေါ့နော်ဒီဇိုင်းတူတော့ဒီနှစ်ခုတည်းကတစ်ခုဝယ်ထားရင်ရပါပြီနောက်တစ်မျိုးကတော့ဒီလေးပေါ့ဒီ punch လေးကြတော့အသေးပုံလေးရယ်ပန်းပွင့်လေးရယ်ဒီမျက်လုံးအဝိုင်းလေးနှစ်ခုကိုပို့ပြီးတော့အသုံးများတယ်ပေါ့နော်ဒီ punch လေးထဲမှာနောက်တစ်မျိုးကတော့ပန်းရောင်လေးပေါ့ဒီပန်းရောင်လေးကြတော့ nose လေးနှာခေါင်းလေးတွေပေါ့နှာခေါင်းလေးတွေသုံးများတယ်ပြီးရင်ဒီ arrow လေးပေါ့ဒီ punch တွေကနှာခေါင်းလေးနဲ့ arrow လေးတွေအသုံးများတယ်ဒီ seaweed punch လေး၄မျိုးပေါ့နော်ဒါလေးကတော့ punch တွေတော့အများကြီးရှိတယ်မိကျန်းနှစ်သက်တဲ့ punch လေးကိုဝယ်ထားလို့ရတယ်နောက်ထပ်လိုအပ်တာလေးကတော့ရေညှိရွက်လေးပေါ့နော်ရေညှိရွက်ဒီရေညှိရွက်ထုတ်လေးမှာဆို10ရွက်ပါပါတယ်10ရွက်ကိုအထက်ကဒီလုံးတစ်ထပ်ပို့ပေးပြီးတော့ပေါ့ zipper လေးနဲ့လည်းသုံးပေးထားပါတယ်ဒီရေညှိရွက်လေးကတော့မရှိမဖြစ်လိုအပ်တာပေါ့နော်နောက်တစ်ခုကတော့ဒီ plastic wrap ပေါ့ဒီ plastic wrap လေးကလည်းဒီထမင်းလေးတွေကို plastic wrap ထည့်ပြီးအယုပ်လေးပုံဖော်လို့ရတဲ့အတွက်ဒါလေးကလည်းလိုအပ်တဲ့ဟာလေးတစ်ခုဖြစ်ပါတယ်ဒါလေးလည်းဆောင်ထားတင်တယ်ပေါ့နော်နောက်ထပ်တစ်မျိုးကတော့ဒီ sheep cutter လေးပေါ့ဒါလေးကတော့အဝိုင်းပုံစံပေါ့အဝိုင်းပုံစံလေးပါအယုံမျက်လုံးလေးတွေကိုညက်တဲ့ခါအသုံးဝင်တဲ့ဒီအဝိုင်းလေးပါဒါလေးတစ်ခုလည်းရှိတင်ပါတယ်နောက်တစ်ခုကတော့ကတ်ကြီးပေါ့ဒီကတ်ကြီးကတော့ရင်းနှီးရွက်လေးတွေဖြတ်ရင်သုံးတဲ့ကတ်ကြီးလေးပါဒီကတ်ကြီးလေးလည်းလိုအပ်ပါတယ်နောက်တစ်ခုကဒီဇာကနာပေါ့ဇာကနာလေးကလည်းညှက်ထားတဲ့မျက်လုံးလေးတွေနှာခေါင်းလေးတွေကိုဒီဇာကနာလေးနဲ့ယူပြီးတော့အယုပ်လေးတွေမှာပုံဖော်တာပါခုပြထားတာလေးတွေကတော့ဘန်ဒူလန့်ပေါင်းပြင်မဲ့ဘီဂင်နာမေမေတွေအတွက်လိုအပ်တဲ့ဆက်လေးတွေကိုပြောပြပေးထားတာဖြစ်ပါတယ်နောက်ထပ်လိုအပ်တာလေးကတော့ဒီ soft bottle လေးပေါ့ဒါလေးကလည်း mayonnaise လေးတစ်ဘူးထည့်ထားမယ်sauce လေးတစ်ဘူးထည့်ထားမယ်ဆိုအဆင်ပြေပါတယ် sauce လေးကပါနီလေးတွေသုံးတာတော့ mayonnaise လေးကြတော့အယုပ်မျက်လုံးလေးတွေသုံးတာတော့မှအဆင်ပြေပါတယ်ဒီဆက်လေးရှိရင်ဘီဂင်နာဆက်လေးကဒီဘန်ဒူစပြင်မဲ့မေမေအတွက်အဆင်ပြေတဲ့ဆက်လေးဖြစ်ပါတယ်ရှင်